စာလံကျမ်းစာဖတ်ရှုခြင်းစာလံကျမ်းအခန်းကြီး1မတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက်လူဆိုးတို့၏လမ်းတွင်မရက်မနေမထီမဲ့မြင်ပြုသောသူတို့၏အစည်းအဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှင်းညံ့မပြတ်ဆင်ခြင်အောက်မေ့သောသူသည်မင်္ဂလာရှိအကြောင်းမူကားထိုသူသည်မျက်နှာမှဆိုက်လျက်မိမိအချိန်တန်မှအသီးကိုတီး၍အရွက်မညှိုးနှံ့တတ်သောအပင်နှင့်တူ၏ပြုလေသမျှတို့၌အောင်လိမ့်သည်မတရားသောသူတို့မူကားထိုကဲ့သို့မဟုတ်လေတိုက်၍လွင့်သောဖွဲနှင့်တူကြ၏ထို့ကြောင့်တရားဆုံးဖြတ်တော်မူရာကာလ၌မတရားသောသူတို့သည်မတည်မနေကြဖြောင့်မတ်သောသူတို့၏အပေါင်းအသင်းထဲသို့လူဆိုးတို့သည်မဝင်ရကြအကြောင်းမူကားဖြောင့်မတ်သောသူတို့၏လမ်းကိုထာဝရဘုရားကျွမ်းတော်မူ၏မတရားသောသူတို့၏လမ်းသည်ဆုံးရှုံးခြင်းသို့ရောက်ရလိမ့်သည်စာလံအခန်းကြီး2လူမျိုးတို့သည်အဘဲကြောင့်ရုံးရင်ခတ်ပြုကြသည်။လူစုတို့သည်အဘဲကြောင့်အချီးနှီးကြံစီကြသည်။လောကီရှင်ဘုရင်တို့သည်ထကြ၍မူးမတ်အရာရှိတို့လည်းထာဝရဘုရားနှင့်ခရစ်တော်ကိုရံပတ်ပြုလျက်သူတို့ချီနှောင်ခြင်းကိုမြေကြကုန်အံ့ချီနှောင်သောကြိုးကိုဖယ်ကြကုန်အံ့သင်ဖွဲ့ကြ၏။ကောင်းကင်ဘုံ၌ထိုင်တော်မူသောသူသည်ပြုံးရည်၍ထာဝရဘုရားသည်သူတို့ကိုကဲ့ရဲ့တော်မူ၏။ထိုအခါအမျက်တော်ထွက်၍သူတို့ကိုမိန့်တော်မူမည်။ပြင်းစွာသောအမျက်တော်နှင့်သူတို့ကိုပူပန်စေတော်မူမည်။ငါ၏ရှင်ဘုရင်ကိုတန်ရှင်းသောဇီးုံတောင်ပေါ်မှငါကိုယ်တိုင်ပြီးသိပ်ပေးပြီဟုမိန့်တော်မူမည်။ဗျာဒိတ်တော်အချက်ကိုငါပြန်ကြားပေအံ့။ထာဝရဘုရားကသင်သည်ငါသားဖြစ်၏။ယနေ့ပင်သင်ကိုငါဖြစ်ပွားစေပြီ။ငါကိုတောင်းလော့။လူမျိုးမျိုးတို့ကိုသင်၏အမွေဥစ္စာဖို့ငါပေးမည်။မြေကြီးစွန်းတိုင်အောင်ပိုင်ထိုက်သောခွင့်ကြီးကိုလည်းငါပေးမည်။သင်သည်သူတို့ကိုတန်လှန်တံနှင့်အုပ်ဆိုး၍မြေအိုးကိုခွဲဖြတ်တကဲ့သို့ခွဲဖြတ်လိမ့်မည်ဟုငါအားမိန့်တော်မူပြီ။တို့ဖြစ်၍ရှင်ဘုရင်တို့ပညာသတိရှိကြလော့။လောကီမင်းတို့ဆုံးမခြင်းကိုခံကြလော့။ကြောက်ရွံ့သောစိတ်နှင့်ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်၍တုန်လှုပ်ခြင်းနှင့်ဝမ်းမြောက်ကြလော့။သားတော်ကိုနမ်းကြလော့။သို့မဟုတ်လျှင်အမျက်တော်ထွက်၍သင်တို့သည်လမ်း၌ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။အမျက်တော်သည်ချက်ချင်းထွက်လိမ့်မည်။သားတော်ကိုကိုးစားသောသူအပေါင်းတို့သည်မင်္ဂလာရှိကြ၏။စာလံအခန်းကြီး3အိုထာဝရဘုရားအကျွန်ုပ်ရန်သူတို့သည်အလွန်တိုးပွား၍အကျွန်ုပ်တစ်ဖက်၌ထသောသူတို့သည်များကြပါ၏။သူသည်ဘုရားသခင်ကိုအမိပြု၍ချမ်းသာမရဟုအကျွန်ုပ်ကိုရည်ဆောင်၍ပြောသောသူအများရှိကြပါ၏။သို့တော်လည်းအိုထာဝရဘုရားကိုတော်သည်ကျွန်ုပ်၏အကွယ်အကာဖြစ်တော်မူ၏ကျွန်ုပ်၏ဘုံလည်းဖြစ်တော်မူ၏ကျွန်ုပ်၏ဦးခေါင်းကိုခြိကြွသောသူလည်းဖြစ်တော်မူ၏ငါသည်ထာဝရဘုရားထံသို့အတန်ကိုလွှင့်၍အော်ဟစ်သောအခါတန်ရှင်းသောတောင်တော်ပေါ်မှနားထောင်တော်မူ၏ထာဝရဘုရားသည်ငါ့ကိုမဆားတော်မူသောကြောင့်ငါသည်အိပ်၍ပျော်ခြင်းအခွင့်နှင့်နိုးခြင်းအခွင့်ရှိငါကိုရံဘက်ပြုတ်၍ဝုန်းရံသောသူအထောင်အသောင်းကိုငါမကြောက်ဘဲနေမည်အိုထာဝရဘုရားထတော်မူပါကျွန်ုပ်၏ဘုရားသခင်ကျွန်ုပ်ကိုကယ်မတော်မူပါကိုတော်သည်ကျွန်ုပ်၏ရန်သူတို့၏ပယိုးကိုရိုက်၍မတရားသောသူတို့၏တွားကိုချိုးတော်မူ၏ထာဝရဘုရား၏ကျေးဇူးတော်ကြောင့်ချမ်းသာရပါ၏ပေးတော်မူသောကောင်းကြီးမင်္ဂလာသည်ကိုတော်၏လူစုပေါ်သို့တက်ရောက်ပါစေသောစာလံကျမ်းအခန်းကြီး4ကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသောဘုရားကျွန်ုပ်ခေါ်သောအခါနားထောင်တော်မူပါကျွန်ုပ်သည်ဆင်းရဲတင်တွင်ကိုတော်သည်ချမ်းသာပေးတော်မူပါပြီယခုလည်းတနာ၍ကျွန်ုပ်၏ပဌာနာစကားကိုနားထောင်တော်မူပါအချင်းလူသားတို့အပေမြကာလပတ်လုံးငါ၏ဘုန်းကိုရှုတ်ချကြမည်နီအပေမြကာလပတ်လုံးအနတ္တကိုနှစ်သက်၍မုသာကိုလိုက်ရှာကြမည်နီထာဝရဘုရားသည်မိမိတန်ရှင်းသူကိုရွေးထားတော်မူသည်ကိုသိမှတ်ကြလော့ငါခေါ်၍လျှောက်တော်မူသောအခါထာဝရဘုရားသည်နားထောင်တော်မူလိမ့်မည်ကြောက်ရွံ့တုန်လှုပ်၍ဒုစရိုက်အပြစ်ကိုရှောင်ကြလော့အိယာပေါ်မှာကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးစဉ်းစား၍တိတ်ဆိတ်ခြင်းရှိကြလော့တရားသဖြင့်ရစ်ပူဇော်၍ထာဝရဘုရားကိုကိုးစားကြလော့ကောင်းမွန်သောအရာကိုငါတို့အားအဘယ်သူပြမည်နည်းဟုမေတ္တာတော်သူအများရှိပါသည်ဖြစ်၍အိုထာဝရဘုရားမျက်နှာတော်အလင်းကိုကျွန်ုပ်တို့အပေါ်၌ထွန်းလေးစေတော်မူပါသူတို့၌စံစပါးစပြည့်ရည်ပေါ်များ၍သူတို့ဝမ်းမြောက်ခြင်းရှိသည်တဲ့
ကျွန်ုပ်ကိုဒါ၍ဝမ်းမြောက်စေတော်မူ၏ငြိမ်ဝစ်စွာအိပ်ပျော်ပါမည်အကြောင်းမူကားကျွန်ုပ်သည်လုံခြုံစွာနေရသောအခွင့်ကိုကိုတော်အရှင်ထာဝရဘုရားသာလျှင်အခွင့်ပေးတော်မူ၏စာလံကျမ်းအခန်းကြီး9အိုထာဝရဘုရားကျွန်ုပ်၏စကားကိုနားထောင်တော်မူ၍ကျွန်ုပ်မိတမ်းခြင်းကိုဆင်ခြင်တော်မူပါကျွန်ုပ်၏ရှင်ဖြင့်ကျွန်ုပ်၏ဘုရားကျွန်ုပ်သည်ကိုတော်ကိုဆုတောင်းသည်ဖြစ်၍ကျွန်ုပ်အော်ဟစ်သောအတန်ကိုနားထောင်တော်မူပါအိုထာဝရဘုရားနနက်အခါကျွန်ုပ်တန်စကားတန်ကိုကြားတော်မူရပါ၏နနက်အခါကိုတော်ကိုမျက်မှောက်ပြု၍မျှော်လင့်ပါမည်ကိုတော်သည်မတရားသောအမှုကိုနှစ်သက်သောဘုရားမဟုတ်ဆိုးသောသူကိုလက်ခံတော်မမူမိုက်သောသူသည်အထံတော်သို့မဝင်ရမတရားသဖြင့်ပြုသောသူအပေါင်းတို့ကိုမုန်းတော်မူ၏မူသာစကားပြောသောသူတို့ကိုဖျက်ဆီးတော်မူ၏လူသက်ကိုတတ်တတ်သောသူနှင့်လှည့်စားတတ်သောသူတို့ကိုထာဝရဘုရားဆက်ဆုပ်ရွံရှာတော်မူ၏ကျွန်တော်မူကားများစွာသောကျေးဇူးတော်ကိုခံစားရသဖြင့်အိမ်တော်သို့ရောက်၍ကိုတော်ကိုကြောက်ရွံ့သောစိတ်နှင့်တန်ရှင်းသောဗိမာန်တော်တွင်ကိုးကွယ်ပါလိမ့်မည်။အိုထာဝရဘုရားကျွန်ုပ်ရန်သူတို့ကြောင့်ကျွန်ုပ်ကိုတရားတော်လမ်းထဲပို့ဆောင်တော်မူပါ။ကိုတော်၏လမ်းကိုကျွန်ုပ်ရှေ့မှဖြောင့်စေတော်မူပါ။သူတို့၏နှုတ်တွင်သစ္စာမရှိပါ။သူတို့နှလုံးသည်အလွန်ဆိုးဝါး၏။သူတို့၏လေကြောင်းသည်ဖွင့်ထားသောသင်္ချိုင်းတွင်ဖြစ်ပါ၏။သူတို့သည်ရှာနှင့်ချော့မော့တတ်ကြ၏။အိုဖျားသခင်သူတို့ပေါ်မှာအပြစ်ရောက်စေတော်မူပါမိမိတို့အကြံစီအားဖြင့်လဲကြပါစေသောကိုတော်ကိုပုံကန်သောသူဖြစ်ပြစ်မှားသောအပြစ်များကြောင့်သူတို့ကိုနှင်ထုတ်တော်မူပါကိုတော်ကိုကိုးစားသောသူတို့မူကားဝမ်းမြောက်ကြပါစေသောစောင့်ရှောက်တော်မူခြင်းကိုခံရ၍ဝမ်းမြောက်သည်နှင့်ကြွေးကြော်ကြပါစေသောနာမတော်ကိုချစ်တော်သူတို့သည်ကိုတော်ကြောင့်ဝမ်းသာရွှင်လန်းခြင်းရှိကြပါစေသောအိုထာဝရဘုရားကိုတော်သည်ဖြောင့်မတ်တော်သူကိုကောင်းကြီးပေး၍ကျေးဇူးတော်အဖြင့်ကွယ်ကာဆောင်မတော်မူလိမ့်သည်စာလံကျမ်းအခန်းကြီး6အိုထာဝရဘုရားအမျက်တော်ထွက်၍ကျွန်ုပ်ကိုပြစ်တင်တော်မူပါနှင့်ပြင်းစွာအမျက်ထွက်၍ဆုံးမတော်မူပါနှင့်အိုထာဝရဘုရားကျွန်ုပ်သည်ခွန်အားနည်းလာပါ၏ကယ်မသနာတော်မူပါအိုထာဝရဘုရားကျွန်ုပ်အယူတို့သည်တုန်လှုပ်ကြပါ၏ကျမ်းမာပဂတိရှိစေတော်မူပါကျွန်ုပ်၏စိတ်ဝိညာဉ်သည်အလွန်တုန်လှုပ်ပါ၏အိုထာဝရဘုရားကိုတော်သည်အပေမြကာလပတ်လုံးနေတော်မူမည်နီအိုထာဝရဘုရားတဖန်ကြွလာ၍ကျွန်ုပ်စိတ်ဝိညာဉ်ကိုကယ်ယူတော်မူပါဂယုဏတော်နှင့်အညီကျွန်ုပ်ကိုကယ်တင်တော်မူပါအကြောင်းမူကားသေလျက်နေစဉ်တွင်ကိုတော်ကိုအောက်မေ့ခြင်းမရှိပါမရဏနိုင်ငံတွင်ကျေးဇူးတော်ကိုအဘယ်သူချီးမွမ်းပါမည်နီကျွန်ုပ်သည်ညီးတွား၍ပင်ပန်းလှပါ၏ကျွန်ုပ်ကတင်ကိုမျက်ရည်၌တညာလုံးမျော၍အိယာကိုမွန်းစေပါ၏ဝမ်းနေခြင်းအပြင်မျက်စိပြတ်၍ရန်သူများကြောင့်ပြမှုန်လျက်ရှိပါ၏မတရားသဖြင့်ပြုသောသူအပေါင်းတို့ငါထံမှဖယ်သွားကြငါငိုကြွေးတံကိုထာဝရဘုရားကြားတော်မူ၏ငါတောင်းပန်ခြင်းကိုထာဝရဘုရားကြားတော်မူ၏ငါပြုသောပဋ္ဌာနာစကားကိုထာဝရဘုရားနာယူတော်မူ၏ငါရန်သူအပေါင်းတို့သည်ရှက်ကြောက်၍ဆုံးရှုံးခြင်းရှိကြလိမ့်မည်ချက်ချင်းပြန်သွား၍ရှက်ကြောက်ခြင်းသို့ရောက်ကြလိမ့်မည်စာလံကျမ်းအခန်းကြီး9ကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားကိုတော်ကိုကျွန်ုပ်ခိုလုံပါ၏ကျွန်ုပ်ကိုညှင်းဆဲသောသူပေါင်းတို့၏လက်မှကျွန်ုပ်ကိုနှုတ်ယူ၍ကယ်တင်တော်မူပါသို့မဟုတ်နှုတ်ယူသောသူမရှိစဉ်ရန်သူသည်ချင်းသေးကဲ့သို့ကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလူယူကိုက်ဖြတ်ပါလိမ့်မည်ကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားကျွန်ုပ်သည်ထိုသို့ပြုတော်၎င်းကျွန်ုပ်လက်မှအတ္တမမှုရှိတော်၎င်းကျွန်ုပ်နှင့်တင့်တယ်သောသူကိုကျွန်ုပ်ပြမှား၍အကြောင်းမရှိဘဲလျက်ရန်ပြုတော်သူကိုကျွန်ုပ်နှင်းဆဲတော်၎င်းထိုသောအပြစ်တစ်စုံတစ်ခုရှိလျင်ရန်သူသည်ကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်၍မိပါစေကျွန်ုပ်တက်ကိုမြေပေါ်မှနှင်း၍ကျွန်ုပ်အတရေကိုမြေမှုန့်၌နှိမ့်ချပါစေအိုထာဝရဘုရားအမျက်တော်ထွက်၍ထတော်မူပါကျွန်ုပ်ရန်သူတို့ပြင်းထန်ခြင်းကိုစီတား၍အားထုတ်တော်မူပါကျွန်ုပ်ဖို့နိုးတော်မူပါတရားစီရင်ဆုံးဖြတ်တော်မူပါလူမျိုးတို့သည်စီးဝေး၍ကိုတော်ကိုဝန်းရံကြလျက်သူတို့ဖို့မြင့်ရာအရက်သို့ပြန်ကြွတော်မူပါထာဝရဘုရားသည်လူမျိုးတို့ကိုတရားစီရင်တော်မူ၏အိုထာဝရဘုရားကျွန်ုပ်ဖြောင့်မတ်ခြင်းကို၎င်းစုံလင်ခြင်းကို၎င်းထောက်၍ကျွန်ုပ်အမှုကိုစီရင်ဆုံးဖြတ်တော်မူပါမတရားသောသူတို့၏ဓမ္မအမှုကိုဆုံးရှုံး၍
တရားသောသူတို့ကိုမြဲမြံစေတော်မူပါတရားသဖြင့်ပြုတော်မူသောဖျားကိုတော်သည်နှလုံးနှင့်ကြောက်ကပ်ကိုစစ်တော်မူတတ်ပါ၏သဘောဖြောင့်သောသူတို့ကိုကယ်တင်တတ်သောဖျားသခင်သည်ငါ၏အကွယ်ကားဖြစ်တော်မူ၏ဖျားသခင်သည်တရားသဖြင့်စီရင်သောဖျားဖြစ်၍မတရားသောသူကိုအစဉ်အမျက်ထွက်တော်မူ၏ထိုသူသည်မပြောင်းလဲလျင်ထားတော်ကိုတွေးတော်မူ၏လေးတော်ကိုတင်၍ရွှေတော်မူ၏တည်သေးသောလက်နက်ကိုလည်းသူ့ဖို့ပြင်ဆင်၍မြားတော်သူကိုလောင်စေတော်မူ၏ထိုသူသည်ဒုစရိုက်ပွားသောဝေဒနာကိုခံရ၏မကောင်းသောပရိသေယူ၍စိတ်ပြည့်ခြင်းကိုဖွားမြင်တတ်၏တွင်းကိုလည်းနတ်စွာသူသဖြင့်မိမိတူသောတွင်းထဲသို့မိမိချတတ်၏မိမိမကောင်းသောအကြံစီသည်မိမိခေါင်းပေါ်မှပြန်ရောက်၍မိမိကြမ်းတမ်းသောအမှုသည်မိမိခေါင်းထိပ်ပေါ်မှတက်ရောက်တတ်၏ငါမူကားထာဝရဘုရား၏တရားသောအမှုတော်ကိုချီးမွမ်း၍အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကိုထောပနာသခြင်းဆိုပါမည်စာလံကျမ်းအခန်းကြီး၈အိုကျွန်ုပ်တို့၏ဘုရားရှင်ထာဝရဘုရားနာမတော်သည်မြေကြီးတစ်ပြင်လုံး၌အလွန်ကြီးမြတ်တော်မူ၏ဘုံအာနုဘော်တော်သည်မိုးကောင်းကင်ပေါ်မှတည်လျက်ရှိပါ၏ကိုယ်တော်၏ရန်သူတို့ကိုရည်ဆောင်၍ရန်သူကို၎င်းအညှိုးထားသောသူကို၎င်းတိတ်ဆိတ်စွာနေစေခြင်းကနှုတ်ဆိုတငယ်တို့၏နှုတ်ထဲမှအစွမ်းတတ္တိကိုဆင်ရင်တော်မူ၏လက်ညှိုးတော်အလုပ်ဒီဟုသောကိုယ်တော်၏မိုးကောင်းကင်ကို၎င်းပြင်ဆင်တော်မူသောလနှင့်ခြေများကို၎င်းကျွန်ုပ်ဆင်ခြင်းသောလူသည်အဘယ်သို့သောသူဖြစ်၍ကိုယ်တော်သည်အောက်မေ့တော်မူရသည်။လူသားသည်အဘယ်သို့သောသူဖြစ်၍အကြည့်ရှုကြွလာတော်မူရသည်။သူကိုကောင်းကင်တမန်တို့အောက်၌အနှဲငယ်နှိမ့်တော်မူပြီး။သူ၏ကောင်းကိုဘုံအတရေနှင့်ပတ်ရစ်တော်မူပြီး။ဖန်ဆင်းတော်မူသောအရာများကိုအုပ်ဆိုးစေ၍တိုးနွားအစရှိသောမြေတိရစ္ဆာန်မိုးကောင်းကင်ငှက်ပင်လယ်ငါးနှင့်ပင်လယ်လန်း၌တွားတတ်သောတိရစ္ဆာန်မှစ၍ခတ်သိမ်းသောအရာတို့ကိုသူ၏ခြေအောက်၌ချထားတော်မူပြီး။အိုကျွန်ုပ်တို့၏ဖျားရှင်ထာဝရဘုရားကိုယ်တော်၏နာမတော်သည်မြေကြီးတစ်ပြင်လုံး၌အလွန်ကြီးမြတ်တော်မူသည်။စာလံကျမ်းအခန်းကြီး9ထာဝရဘုရားကျွန်ုပ်သည်စိတ်နှလုံးကျွင်းမဲ့ကိုယ်တော်ကိုချီးမွမ်းပါမည်။အံ့ဘွယ်သောအမှုတော်ရှိသမျှတို့ကိုပြညွှန်ပါမည်။ကိုယ်တော်ကိုအမိပြု၍ဝမ်းသာရွှင်လန်းပါမည်။နာမတော်ကိုထောပနာသခြင်းဆိုပါမည်။အမြင့်ဆုံးသောဘုရားအကြောင်းမူကားကျွန်ုပ်ရန်သူတို့သည်ပြန်ဆုတ်၍လဲကြပါ၏ရှေ့တော်၌ပျက်စီးကြပါ၏ကိုတော်သည်ကျွန်ုပ်ဘက်မှတရားဆုံးဖြတ်တော်မူပြီးပလင်တော်ပေါ်မှထိုင်၍ဖြောင့်မြတ်စွာစီရင်တော်မူပြီးတပါးမျိုးသားတို့ကိုဆုံးမတော်မူပြီးသို့သောသူတို့ကိုဖျက်ဆီး၍သူတို့ကိုနာမကာလအစဉ်ဆက်ခြေဖြောက်တော်မူ၏ရန်သူတို့သည်အကုန်အစင်ပျက်စီးခြင်းသို့ရောက်ကြပါပြီမြို့တို့ကိုဖြိုဖျက်တော်မူ၍သူတို့အမှတ်မြမရှိပျောက်ပါ၏ထာဝရဘုရားမူကားကာလအစဉ်ဆက်တည်တော်မူ၏တရားပလင်တော်ကိုပြင်ဆင်၍မြေကြီးသားတို့ကိုတရားသဖြင့်စီရင်တော်မူ၏လူမျိုးတို့အားဖြောင့်မတ်စွာစီရင်ခြင်းကိုပြုတော်မူ၏ထာဝရဘုရားသည်ညှင်းဆဲခြင်းကိုခံရသောသူတို့၏ခိုလုံရာဘေးအန္တရာယ်ရောက်သည့်ကာလခိုလုံရာဖြစ်တော်မူ၏နာမတော်ကိုတည်သောသူတို့သည်ကိုယ်တော်ကိုယုံကြည်ကြပါလိမ့်မည်အကြောင်းမူကားအိုထာဝရဘုရားကိုယ်တော်ကိုရှာသောသူတို့ကိုစွန့်ပစ်တော်မူတတ်ပါဇီယုန်မြို့မှာကျင်းဝတ်တော်မူသောထာဝရဘုရားကိုထောပနာသခြင်းဆိုကြလော့အမှုတော်များကိုလူမျိုးတို့အားဟောပြောကြလော့လူအသက်သက်ခြင်းမှုကိုစစ်တော်မူ၍အသေးခံရသောသူတို့ကိုအောက်မေ့တော်မူ၏နှိမ်ချလျက်ရှိသောသူတို့၏အော်ဟစ်ခြင်းအတန်ကိုမေ့လျော့တော်မူတတ်ပါအိုထာဝရဘုရားကျွန်ုပ်ကိုကယ်မသနာတော်မူပါကျွန်ုပ်ကိုမုန်းသောသူတို့၏ဆင်းရဲခြင်းမှုကိုကြည့်ရှု၍သေမင်းလက်မှကျွန်ုပ်ကိုကယ်နှုတ်တော်မူပါတို့ဖြစ်၍ဂုံကျေးဇူးတော်အပေါင်းကိုဇီယုန်မြို့တကားဝမှကျွန်ုပ်ပြညွှန်ပါမည်ကယ်တင်တော်မူခြင်းကျေးဇူးကိုအမိပြု၍ဝမ်းမြောက်ပါမည်တပါးမျိုးသားတို့သည်ကိုတူးသောတွင်းထဲသို့ကိုကြကြ၏ကိုဝှက်ထားသောကြော့ပွင့်ထဲတွင်ကိုခြေတို့သည်ကြော့မိကြ၏ထာဝရဘုရားသည်တရားစီရင်ဆုံးဖြတ်တော်မူခြင်းအဖြစ်ထင်ရှားတော်မူ၏မတရားသောသူသည်မိမိလုပ်သောအလုပ်ထဲမှကြော့မိခြင်းကိုခံရ၏မတရားသောသူတို့နှင့်ဘုရားသခင်ကိုမေ့လျော့သောအမျိုးသားအပေါင်းတို့သည်မရဏနိုင်ငံသို့နှင်ခြင်းကိုခံရကြလိမ့်မည်ငတ်မွတ်သောသူတို့ကိုအစဉ်မေ့လျော့တော်မမူဆင်းရဲသောသူတို့သည်မျှော်လင့်၍မရဘဲအစဉ်မနေကြရအိုထာဝရဘုရားထတော်မူပါ
လူမနိုင်ပါစေနှင့်တပါးမျိုးသားတို့သည်ရှိတော်၌စစ်ကြောစီရင်ခြင်းကိုခံရပါစေသော။အိုထာဝရဘုရားသူတို့ကိုခြောက်လှန့်တော်မူပါတို့ဖြစ်၍မိမိတို့သည်လူတသက်ဖြစ်သည်ကိုလူမျိုးတို့သည်သိကြပါလိမ့်မည်။စာလံကျမ်းအခန်းကြီး30အိုထာဝရဘုရားကိုတော်သည်အဘဲကြောင့်ဝေးဝေးရ၍နေတော်မူသည်။ဘေးအန္တရာယ်ရောက်သည့်ကာလအဘဲကြောင့်ပုံကွယ်၍နေတော်မူသည်။မတရားသောသူသည်မာနစိတ်ရှိ၍ဆင်းရဲသောသူကိုနှိမ့်ဆက်တတ်ပါ၏။မိမိပြုသောပရိယာအဖြစ်ထိုသူကိုဖမ်းဆီးတတ်ပါ၏။မတရားသောသူသည်မိမိစိတ်အလို၌ဝါကြွားတတ်ပါ၏။လောဘကြီးသောသူသည်ထာဝရဘုရားကိုပယ်၍မထီမဲ့မြင်ပြုတတ်ပါ၏။မတရားသောသူသည်မာနထောင်လွှားသောကြောင့်မစင်စားတတ်ပါ။ဘုရားသခင်မရှိဟုအစဉ်အောက်မေ့တတ်ပါ၏။အစဉ်ခိုင်မာစွာကျင့်ကြံပြုမှုတတ်ပါကတရားစီရင်တော်မူချက်တို့သည်သူနှင့်ဝေးမြင့်သည်ဖြစ်၍ခတ်သိမ်းသောရန်သူတို့ကိုမထီမဲ့မြင်ပြုတတ်ပါ၏။ငါသည်အစဉ်မရွေ့ရဆင်းရဲခြင်းသို့မရောက်ရဟုအောက်မေ့တတ်ပါ၏။သူသည်နှုတ်၏ကျိန်ဆဲခြင်းလှည့်စားခြင်းရှုတ်ချခြင်းနှင့်ပြည့်ဝပါ၏။ရှာအောက်မှမကောင်းသောအကြံနှင့်မတရားသောအမှုရှိပါ၏။ရွာနာတွင်ပုံနေရအရက်မှထိုင်၍အပြစ်ရှိသောသူကိုစိတ်ကြွယ်ရာရက်၌တတ်တတ်ပါ၏။ဆင်းရဲသောသူကိုချောင်းမြောင်းတတ်ပါ၏။ခြုံထဲမှနေသောချင်းသေးကဲ့သို့ကြွယ်ရာအရက်၌ပုံ၍နေတတ်ပါ၏။ဆင်းရဲသောသူကိုဖမ်းဆီးခြင်းကပုံကွယ်၍နေပါ၏။ဆင်းရဲသောသူကိုကွန်ရက်ထဲသို့ဆွဲ၍ဖမ်းဆီးတတ်ပါ၏။ထိုသို့ညှင်းဆဲနှိပ်စက်ခြင်းကိုခံရ၍ဆင်းရဲသောသူအပေါင်းတို့သည်သူ၏လက်သို့ကြားရောက်တတ်ကြပါ၏။ထိုသူကဘုရားသခင်သည်မေ့လျော့တော်မူ၏မျက်နာကိုလွှဲတော်မူ၏မျက်နှာမမူဟုအောက်မေ့တတ်ပါ၏။အိုထာဝရဘုရားထတော်မူပါ။အိုဘုရားသခင်လက်တော်ကိုချီတော်မူပါ။နှင်းချလျက်ရှိသောသူတို့ကိုမေ့လျော့တော်မူပါနှင့်။မတရားသောသူသည်ဘုရားသခင်ကိုအဘဲကြောင့်မထီမဲ့မြင်ပြုပြပါအံ့မည်။ကိုတော်သည်စစ်တော်မမူဟုအဘဲကြောင့်အောက်မေ့ရပါအံ့၏။သို့တော်လည်းကိုတော်သည်မြင်တော်မူပြီးအကြောင်းမူကားပင်ပန်းစေခြင်းနှင့်နှောင့်ယှက်စေခြင်းကိုလက်ဝါးတော်၌မှတ်သားမိဟုကြည့်ရှုတော်မူတတ်ပါ၏။ဆင်းရဲသောသူသည်ကိုတော်၌ကိုအပ်တတ်ပါ၏။ကိုတော်သည်မိဘမရှိသောသူ၏ခိုလုံရာဖြစ်တော်မူ၏။မတရားသဖြင့်ပြု၍သိုးသောသူ၏လက်ယုံကိုချိုးတော်မူပါ။သူပြုသောအတ္တမမှုကိုအကုန်အစင်စစ်တော်မူပါ။ထာဝရဘုရားသည်ကာလအစဉ်မြဲတည်သောရှင်ဘုရင်ဖြစ်တော်မူ၏။တပါးမျိုးသားတို့သည်နိုင်ငံတော်ထဲကကွယ်ပြောက်ကြပါလိမ့်မည်။အိုထာဝရဘုရားကိုတော်သည်နှိမ့်ချလျက်ရှိသောသူတို့၏တောင့်တခြင်းအတန်ကိုကြားတော်မူ၏။သူတို့၏စိတ်နှလုံးကိုတည်ကြည်စေတော်မူ၏။ဆင်းရဲသားကိုသူ၏မြင်မှတပံမနှင်ထုတ်မိကြောင်းမိဘမရှိသောသူနှင့်ညှင်းဆဲခံရသောသူတို့ကိုတရားပေးခြင်းကနားတော်ကိုဖွင့်ထားတော်မူ၏